ကျွန်တော်တွေးခဲ့တဲ့မြတ်တချို့အမှုပညာရှင်တွေနဲ့ကွာဟချက်ပါနော် စမ်းရင်မိုးရဲ့အောင်မြင်မှုကိုအံ့ဩရုံတင်မကပဲသူ့ရဲ့အလုပ်ပေါ်လေးစားမှုတမိုးထားမှုကိုပြောပြလာတဲ့ model တွေရဲ့ဖခင်ကျွန်းတွေ model လောကရဲ့ဖခင်ကြီးလို့တင်စားခေါ်ဝေါ်ကြတဲ့ဆရာကျွန်းတွေဟာအမှုပညာရှင်တယောက်ကိုချစ်ကျူးစကားပြောဖို့ဆိုတာတော်ရုံတရုံခင်းလာပါတယ်ဆရာကျွန်းတွေရဲ့တဘာဝကတကယ်တော်တဲ့သူတကယ်စူးစမ်းတဲ့သူကိုသာအသေးမပြုတ်တဲ့သူဖြစ်တာကြောင့်သူကသာတစုံတယောက်ကိုထုတ်ဖို့ကြည်ကျူးလိုက်ပြီးဆိုရင်အဆိုပါပုဂ္ဂိုလ်ဟာပရိသတ်တွေကြားမှာမကပဲအမှုပညာဆန်တော့ရပါထွန်းချွန်သူဖြစ်ကြောင်းအားလုံးကရိပ်မိကြပြီးသားဖြစ်မှာပါအခု2026ခုနှစ်မှာဆရာကျွန်းတွေကလူငယ်ဇက်သပင်မင်းသားလေးစမ်းရင်မိုးရဲ့အောင်မြင်မှုနဲ့ပတ်သက်ပြီးတော့အံ့ဩရုံတင်မကပဲသူ့ရဲ့အလုပ်ပေါ်ထားရှိတဲ့စိတ်ဓာတ်ကိုပါအာရပါရထုတ်ပေါ်ပြောကြားလာခဲ့ပါတယ်ဆရာကျွန်းတွေဟာလက်ရှိခေတ်ကာလအဆိုတော်တို့ချို့ရဲ့အခြေအနေကိုနိုင်ရှင်ပြရင်အဆိုတော်တွေကိုတစ်ချင်း9ပုတ်10ပုတ်ဆိုခိုင်းလိုက်မယ်ဆိုရင်ငွေကြွေးတွေအစမတန်တောင်းဆိုတက်ကြတာကိုထောက်ပြသွားခဲ့ပါတယ်ငွေတောင်းတာကိုပြဿနာမရှိပေမဲ့အဆိုတော်တွေတစ်ချင်းဆိုနေခြင်းမှာဆင်အောက်မှာတကယ်ကြည့်ရှုအားပေးမဲ့ပရိသတ်စီရလားဆိုတာကိုပါမင်းကိုထုတ်ပြီးခက်ဆက်လေးဖက်လိုက်ပါသေးတယ်ဒါပေမဲ့စမ်းရမုံနဲ့ပတ်သက်လာရတော့အခြေအနေကလုံးဝကိုကွဲပြားခြားနားသွားပါတယ်စမ်းရမုံကပြဖြောပြမဲ့တစ်ချင်းဆိုမယ်လို့ကြားလိုက်တာနဲ့ပရိသတ်တွေကပွဲကေးတကားတွေကနေအလူတိုးဝိဝင်ရောက်လာကြတာကိုမြင်တွေ့ရတာဟာဆရာကျွန်းတွေအတွက်တော့မယုံနိုင်စရာကောင်းလောက်အောင်အော်ဖို့ကောင်းတဲ့ရင်ခွေတစ်ခုဖြစ်ခဲ့ရပါတယ်စမ်းရမုံကိုအားလုံးကချစ်ကျူးနေကြတာဟာသူ့ရဲ့အောင်မြင်မှုတစ်ခုတည်းကြောင့်မဟုတ်ပဲအလုပ်ပေါ်ထားတဲ့စီကံနဲ့လေးစားမှုကိုပါမြင်တွေ့ခဲ့ရလို့ပဲဖြစ်ပါတယ်လေဝင်းပွဲမှာဇက်ပွဲကပြပြီးချင်းပဲတညလုံးမအေးရသေးပဲကားပေါ်မှာရန်ကုန်တန်းဆင်းလာရတဲ့အထိပင်ပန်းနေပေမဲ့လည်းစမ်းရမုံဟာမနာမနေပဲအလုပ်ကိစ္စတွေကိုတသိမ့်မတိမ်လှုပ်ဆောင်ခဲ့ပါတယ်မိမိထဲဝါရည်တဲ့သူရဲ့မျက်ရည်မျက်ခဲကိုဂရုတစိုက်ကြည့်ပြီးတော့လိုအပ်ချက်မှန်သမျှကိုအမြဲတမ်းအသစ်ဖြစ်အောင်ပြင်ဆင်နေတတ်တာဟာဒီဘက်ခေတ်လူငယ်မင်းသားလေးတယောက်မှတွေ့ရခဲ့တဲ့ contract တစ်ခုဖြစ်ပါတယ်သူ့ရဲ့အောင်မြင်မှုနောက်ွယ်မှာအလုပ်ပေါ်တံမိုးထားမှုကအခိုင်အမာရှိနေတာဆိုတာကိုဒီလိုလောက်ရက်တွေကသက်သေပြနေပါတယ်စမ်းရမုံရဲ့ထူးခြားချက်ကတော့သူဘလောက်ပဲပင်ပန်းနေပါစေအလုပ်လုပ်တော့မယ်ဆိုတာနဲ့အချိန်ရောက်လာတာနဲ့သူ့ရဲ့စိတ်ဓာတ်ကချက်ချင်းလန်းဆန်းသွားတယ်လို့သူ့ဇက်ဖွဲ့သားတစ်ခုလုံးကိုပါတက်ကြောက်လာအောင်လှုပ်ဆောင်နိုင်စွမ်းရှိတာပါဒီလိုအဖြစ်အပျက်တွေကိုမြင်ရတဲ့အခါမှာဆရာကျော်တွေကိုယ်တိုင်တော့အမျက်လုံးကိုတော့ငါမယုံနိုင်ဘူးလို့ပြောရတဲ့အထိဖြစ်ခဲ့ရပါတယ်နာမည်ကြီးအမှုပညာရှင်ကြီးတွေကတူဖေတူစမ်းရမုံကိုချီကျူးစကားဆိုနေကြတာဟာဘာကြောင့်လဲဆိုတော့အခုတော့ session လေးသိမြင်နိုင်ပါပြီစမ်းရမုံကအမှုပညာပိုင်းမှာရောလူမှုရေးနဲ့အလုပ်ပေါ်ထားရှိတဲ့စိတ်ဓာတ်ပိုင်းမှာပါလုံးဝချွေးချက်မရှိတော်တဲ့သူဖြစ်တာကြောင့်သူ့ရဲ့အောင်မြင်မှုဟာဆက်လက်ပြီးတော့တောက်ပနေအောင်မှအမှန်ပဲဖြစ်ပါတယ်လို့ပြောသွားပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်